ချစ်ဆိုတာသူနဲ့တွေ့မှာဘဝတစ်ခုကိုပြန်ပြီးစတင်လာတယ်လို့မျိုးသူမရှိနေမှာပဲကိုယ်ကဘာကြီးကပို့ပြီးတော့ပြေဆုံးလာတယ်လို့မျိုးအဲ့ဒီခံစားချက်လေးပေါ့ဗျာမင်းကနေကြပန်လေးတစ်ပွဲကိုရန်ကြိုက်တဲ့ဘိုင်ဖန်ထက်တောင်မလန်းသေးတဲ့နူးညံ့တဲ့ခံလေးရဲ့အိမ်ခံလေးကိုကြောက်တရားကိုနမ်းပြီးမယ်စိတ်ဘူးလို့ထင်ပါရဲ့နေကောင်းရဲ့လာလို့သူမလန်းမိတယ်သူ့အသိဉာဏ်နိုးတဲ့ကြောင်ရှေ့ပွဲခဲ့တဲ့ဒါကလွမ်းတီးတဲ့ပွဲပကားတဲ့နိုင်မလို့လိုရမယ်လေးပါပဲနာမည်ကြီးရဲ့လူချို့တော့မသူကညင်သေးတာတဲ့မင်းနဲ့တွေ့ပြီးနောက်ပိုင်းကိုပါလေးရလှပလာခဲ့တယ်မင်းပြီးရကောင်းတဲ့ရှင်တော့လေကိုကညတွားပါပဲနှကောင်းတဲ့ညက်တွေလေအားလုံးချုပ်ကိုမားစားပါပြုတ်စိတ်လမ်းချဖို့ပြနေချပို့ပြီးတော့သူလာလို့တင်းငိမ်သွားပြီးကိုမရှိဘူးအဲ့လိုရွာထားတာမျိုးလက်ထပ်ဖြစ်ခဲ့ရင်ဖိတ်မယ် break တဲ့အားလုံးကြွားကြပါမျိုးမင်းလာဆောင်ရင်ပြီးရစားတော့အားလုံးပူဖေးပါပဲမိဖို့ကြောင့်ကိစ္စဝါကိုတော့သူကကူပေးပါတဲ့ကျွန်တော်မွေးနေဖျားတော့ဆုံးကပ်ပြီးတော့သူကလှူပေးပါတဲ့မင်းကဒီဆက်ကြရမှာကိုမြန်လို့ဆုံးသူလေးပါပဲကိုက risk ခဲလည်းမဟုတ်လို့မင်းကထင်သေးရလားပင်မမှာဆိုလို့ရှေ့တမှုဖုံးဝါစာဖွင့်ပေးမှာပါလိုအပ်တဲ့ချိန်မှာလမ်းခေါ်လိုက်ရင်ကိုကချက်ချင်းပြေးလာမယ်မင်းလေးရဲ့ကိုရဲ့နိုးထားခြင်းဆုံးတော့မနှက်ခင်းလေးပါပဲမင်းရဲ့တိတ်ကိုချက်ဖို့ကောင်းတော့ကိုမှစိတ်ချရဆိုအီဒီယန်ပွဲသွားရင်တွင်တိုးပြီးကိုအိမ်များတာမို့ဘေးရပဲတော့ပါချေရချရရီတော့မတုံးဆွဲပါနဲ့ကွာလက်ချစ်တဲ့ပေါ်တာတွေနဲ့အဲ့ဒီပွဲမှာအမုန်းကဲလာခဲ့ပါနောက်နှစ်ပင်မရင်ကိုကောင်းဆက်ပြုတ်လေးလှုပ်ကျွေးပါမယ်စားချင်တာမစားရတော့စူပုတ်တဲ့သူ့ရဲ့ရုပ်ကလေးရကွယ်ကိုမဟင်းချက်တတ်တာစင်ပြေအောင်ဘယ်လိုလုပ်ပေးရမလဲမိတ်ကလေးတွေစိတ်ကတခါလေးမှာတော့တိတ်ကိုရှုပ်ထွေးလာတယ်ဒါပေမဲ့လည်းပြိတ္တကြီးရဲ့ကျိုးသူ့ကိုချစ်တာကို928နဲ့1500ပေါင်းထားတဲ့မြတ်တာမျိုးသူ message reply ကြရင်နောက်မှပဲသူချုပ်ကို play မှာဆို comment မှာမိတ်ကလေးတွေဝင်မဲ့တော့သူကပြန်ရစ်တာမျိုးနှစ်ယောက်သားမက်တရားလေးဗီဒီယိုလေးနဲ့တင်ထားခြင်းယောက်ျားတွေကြာရင်ရိုးတတ်တယ်အဲ့ဒါက main သားမြင်သူကျွန်တော်ရဲ့ဘေးမှာ mobile legend ဆိုတဲ့ game ကစားရင်သူနှခမ်းလေးကြည့်ရတဲ့ကျုပ်ဆန္ဒတွေကိုထိမထားခြင်းတားရည်လေးကဖွေးလို့နှုတ်စိတ်ထားလဲဖြူစင်တဲ့ဗျာကျွန်တော်ကြိုက်တဲ့အရာတွေဆိုဖြည်းဖြည်းချင်းစပြီးသူပြင်တဲ့အခါဒါကြောင့်လဲကျုံမှာသူ့အမားလေးရှိအောင်ဆိုချင်ခဲ့ပါသူမနဲ့ first date တွေကသူ့ကိုလက်ထပ်ယူချင်ခဲ့တာဒီ rap ကရှိမှသူ့ကိုချစ်တဲ့ကြောင်းနဲ့စေကနိုင်ငံများလုံးသားတဲ့ရအောင်ပြောင်းအောင်ကိုတာဖို့ကပေးတာတိုင်းလည်းမြတ်ဒါကြောင့်ပဲသူကကျွန်တော်ဘဝစိတ်ပိုင်းထီကိုရေးကြီးလာခဲ့တဲ့ဒီချင်းလေးနားထောင်ရင်ကိုဘလောက်ထိချစ်လက်ကလေးသေးပါပဲကွယ် Happy Valentine Day ပါကျွန်တော်ပရိသတ်များဒီသချင်းလေးနားထောင်ပြီးတော့ချစ်ချင်းမေတ္တာကြားတွေပို့ပြီးတူပွားနိုင်ပါစေအချစ်တွေပို့ပြီးတော့ခိုင်မြဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်